အားလုံးကိုမင်္ဂလာပါအောင်လေးလေးဝနဲ့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်နဲ့အတူကြည့်ရှုနားဆင်မဲ့ဗီဒီယိုလေးကတော့ကိုကျော်စိုးဦးမှမြန်မာရုပ်ရှင်တရုပ်ဆောင်အခုလူမင်းနဲ့ပြည်တီဦးနဲ့တခြားမြန်မာတရုပ်ဆောင်မင်းသားတွေကိုဘလို့တုံးပြန်ပြောခဲ့လဲဘယ်လိုပြောရလဲเนาะကဲအဓိကတော့ကိုလူမျိုးအဓိကပြောချင်တဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူကြည့်ရှုနားဆင်လိုက်ရအောင်เนาะကဲဗီဒီယိုလေးဆက်လိုက်ရအောင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့လူမင်းရဲ့သတင်းလေးကျွန်တော်စကြင်ပါတယ်ကဲလူမင်းကဒီရုပ်သံဖိုင်ကပြီးခဲ့တဲ့2021ကာလမှာလူမင်းပြောခဲ့တဲ့အတမ်းမှာဒီကြက်တင်မင်္ဂလာမရှိဆိုတာနိုးထားပြီးကြတယ်ပြပါအဲ့ဒါနဲ့အဲ့ဒီကနေစတာဒီကြက်တင်မင်္ဂလာမရှိဆိုတာနိုးထားဒီမျက်နှာကျွန်တော်ပြင်မှုမှထင်ပါနော်ဒီလိုမရတော့အဲ့ဒါနဲ့အဲ့ဒီကနေစတာပါပဲနောက်တော့ဆန္ဒပြတဲ့ပထမရက်မှာကိုယ့်အကူပဲသွားပြတယ်ဒုတိယရက်မှာကျတော့မိတ်ဆွေတငယ်ချင်းလေးတွေအဆက်တော်လေးရပြမရှိမယ်ဟိုမှာရှိမယ်ဆိုလဲရမှာစားစုမိကြတယ်အဲ့ဒီကနေပဲဇက်တိုက်ဆန္ဒထုတ်ပေါ်ဖြစ်တာပါပဲအဓိကတော့88တုန်းကအတွေ့အကြုံရှိခဲ့တဲ့ဒါလူကြီးတွေစီကဘုဒ္ဓတွေလည်းကိုလိုရယူတယ်အားလုံးကတော့ကိုပိုင်တယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ပဲကိုလုံကြုံရေးပေါ့ထားပါတော့ဗျာဒါသူ2021ကာလတော့ဒါစစ်အာဏာရှင်စံကျင်ရေးစီဒီအန်လှုပ်ရှားကြပါဝန်ထမ်းတွေရုံးပတက်နဲ့ရုံးထွက်ဆိုပြီးတော့အစိုးဆုံးကဒီလူမင်းတို့ပြည်တီဦးတို့အစိုးဆုံးပါတော်တော်ကိုဆိုးတဲ့လူတွေပါအဲ့တော့ဒီလူတွေရဲ့ရက်တီချက်ကဲပြောခံရပြီเนาะကဲပြောခံရပြီယုံကြည်ချက်တွေကခင်ဗျာ2021ကသူတို့ကြွေးကြော်ခဲ့တယ်လက်ရှိကျွန်တော်တို့ဒီ2025ခုနှစ်လည်းကြာခုံပေါက်ပြီးဖြစ်လာတာကျွန်တော်တို့ဒီစီရီယန်ဆိုတာကနိုင်ငံဝန်ထမ်းတွေဆိုတာကသူတို့ရဲ့အသက်မိုးကြောင့်အလုပ်ကိုသူတို့လုပ်တယ်အဲဒီအချိန်မှာသူတို့ရဲ့အသက်မိုးကြောင့်အလုပ်နဲ့ပတ်သက်ပြီးသူတို့ရိုးဆွတယ်ခင်ဗျားတို့အစိုးရအလုံးမလုံးနဲ့ကျမတို့နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့တိုက်ခန်းတွေရအောင်ထားပေးမယ်အလားစားတွေပေးမယ်ကလေးတွေကိုနိုင်ငံခြားမှာပညာသင်ပေးမယ်ဆိုသူတို့စကားနဲ့လမ်းဆုံးရတဲ့ဘဝတွေအများကြီးပဲကျွန်တော်တို့ကဒီလူတွေကြောင့်မိသားစုတွေပျက်စီးခဲ့တဲ့သူအများကြီးပဲလက်ရှိသူတို့မိသားစုတွေသူတို့သားသမီးဆိုရင်တကယ်ကောင်းပြီဆိုတဲ့နိုင်ငံတကာကျောင်းတွေမှာထားတယ်နိုင်ငံတကာကျောင်းတွေမှာထားတယ်သူတို့ကြောင့်ကလေးငယ်တွေစာသင်ကြားခွင့်ဆုံးရှုံးခဲ့တဲ့ဘဝတွေအများကြီးပဲတေကွဲရှင်ကွဲခဲ့ရတဲ့ဘဝတွေအများကြီးပဲဒီလူမင်းတို့ပြည်သူကြောင့်သူတို့ရဲ့လုပ်ရက်ကိုဗျာသူတို့ကျွန်တော်တို့လုပ်ရက်ကမှားခဲ့ပါတယ်လို့သူတို့မတောင်းပန်ဘူးကျွန်တော်တို့ကလည်းဒီလူတွေကျွန်တော်တို့မှားခဲ့ပါတယ်လို့မပြောမချင်းကျွန်တော်တို့ကပြောနေဦးမှာပဲပြောနေဦးမှာပဲကဲတောင်းပန်စေချင်တာเนาะကိုကျော်စိုးဦးကဲတောင်းပန်စေချင်တာကဲပြောနေဦးမှာပဲပြောနေဦးမှာပဲအဲ့တော့ဗျာဒီအပိုင်းမှာတခါထပ်ပြီးတော့ကျွန်တော်လူမင်းတို့ပြည်သူတို့ရုပ်သံဖိုင်ခင်ဗျားတို့အားလုံးလည်းတွေးကြမယ်ထင်ပါတယ်ထပ်ပြအောင်မယ်ဗျာဒီမှာဒါလူမင်းဒါပြည်သူဒီလူတွေမရှက်ဘူးလားဗျာနော်ဒီလူတွေမရှက်ဘူးလားဗျာကျွန်တော်မေးချင်တာမရှက်ဘူးလားသူတို့လက်ပြနှုံလာခဲ့သူတို့ကြောင့်ကလေးငယ်တွေပညာသင်ကြားခွင့်တွေဆုံးရှုံးခဲ့တာအများကြီးပဲကျွန်တော်တို့လုပ်ရကျွန်တော်တို့မှားခဲ့ပါတယ်လို့ဝန်ချတောင်းပန်ပါခင်ဗျာ2021ကာလမှာကျွန်တော်တို့ကဒီလက်ရှိလိုအာဏာသိမ်းတာမကြိုက်ဘူးကျွန်တော်တို့စစ်အစိုးရအောင်မကြိုက်ဘူးကျွန်တော်တို့88တော့ဘာဖြစ်ကြတာညာပြရှောက်ပြောနေတာရှောက်လဲပြောပြီးရောခင်ဗျာအခု2025ခုနှစ်ကြောင့်လွမ်းကန်းနေရောက်ရင်စလာအောင်အဲ့ဒါကိုကြည်ချင်းအဖြစ်ဒီအုပ်စုတွေရဲ့ယုံကြည်မှုယုံကြည်ချက်ဆိုတာဘာမှမရှိအတိုင်းဝိုင်းဘာယုံကြည်ချက်မှမရှိဘူးဘာမှမရှိတဲ့အတိုင်းဝိုင်းရခင်ကားဆိုဒီလူမင်းတို့ဘာလို့ပြပြည်သူတို့ထားပါဆိုအဖခင်ဗျာကျွန်တော်တို့ကနိုင်ငံတော်ကားလေးရိုက်ပြရစီနိုင်ငံတော်ကားမှမရိုက်ခိုင်းခင်ဗျာမသိတန်လင်တရားဘုရားခုံချတော့မှာလို့ခင်ဗျာတာမညတောင်ဘုရားပဲခုံချတော့မှာလို့အထက်မြစ်တိုက်ကပဲခုံချတော့မှာလို့အမနှက်ပြန်ဆိုရင်လည်းအသက်မရှင်တော့လို့ဒူးလေးထောက်ပြီးတော့အဖကျွန်တော်တို့နိုင်ငံတော်ကားလေးရိုက်ပြရစီအဲ့ဒီလိုလူတွေဗျာခင်ဗျာတော်တော်ရည်စရာကောင်းဒီလူတွေရဲ့ယုံကြည်မှုယုံကြည်ချက်ဆိုတာဘာမှမရှိဘူးတကယ်ရေပေါ်စီတွေဗျာခင်ဗျာတကယ်ရေပေါ်စီတွေဒီနေရာမှာဗျာကျွန်တော်တို့ကဒီလူတွေကိုကျွန်တော်တို့ကအများအားဒီဇောင်းပေးပြီးပြောနေရတာဒီလူတွေကြောင့်ကျွန်တော်တို့တကယ်နိုင်ငံဝန်ထမ်းတွေအတိုက်မြုံနေအများကြီးပျက်စီးသွားတယ်ပြီးတော့အခြားသောကျွန်တော်တို့ပြည်သူတွေရဲ့
အတိုက်မြုံနေအများကြီးပြည့်စည်ခဲ့ရတယ်ကျွန်တော်တို့ဒီကျေးလက်မှာနေတဲ့ပြည်သူတွေသူတို့ရဲ့စကားကိုနားယောင်ပြီးတော့ကလေးငယ်တွေပညာသင်ကြားခွင့်တွေဆုံးရှုံးရတယ်ကျန်းမာရေးစောင့်ရှောက်ခွင့်တွေဆုံးရှုံးရတယ်သူတို့ရဲ့အနာဂတ်တွေဆုံးရှုံးရတယ်သူတို့မှမိသားစုရှိတယ်ထင်နေတာဒီကပြသူတို့နောက်ကိုရောရောင်ပြီးလိုက်ပြီးတော့သူတို့စကားနဲ့လမ်းဆုံးသွားခဲ့တဲ့ဘဝတွေအများကြီးပဲဘဝတွေအများကြီးပဲခင်ဗျာရုံမတဲ့နဲ့ရုံထွက်ဆိုတော့ခင်ဗျာအဲ့မှာရန်ကုန်မြို့ဆိုပို့ဆိုးတယ်ဗဘဲတန်လှတာအဲ့မှာမြို့ထဲမှာခင်ဗျာအဲ့မှာစီဝိုင်းဘန်ရှိတွေမှာခင်ဗျာတွားပြီးတော့ဦးလေးစီရီယံလုပ်ပေးပါကျမတို့နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့တိုက်ခန်းတွေဝယ်ပေးမယ်ဒီသားသူမကြီးကလေးတို့ကြောင်းထားပေးမယ်ဟာမှတ်လုံးနေအကြောင်းမတန်းနဲ့တော့ရုံမတန်းနဲ့ရုံထွက်ကြောင်းမတန်းတို့စသဖြင့်ကြွေးကြော်ခဲ့အများကြီးပဲဒီလူတွေအတန်ခင်ဗျားတို့နားရကနေခင်ဗျားကြားမှာပါလက်ရှိခင်ဗျာဒီအုပ်စုကြည့်လိုက်အဲ့ဒီအချိန်တော့អော်ခဲ့တဲ့သူတွေကြည့်လိုက်အဲ့ဒီអော်ခဲ့တဲ့သူအားလုံးကခင်ဗျားတို့လက်ရှိဒီထိုင်းမြန်မာနယ်စပ်ဘက်မှာရောက်တယ်ရောက်ပြီးတော့ခင်ဗျားအဲ့ဒီကနေပြီးတော့အခြားသောတတိယနိုင်ငံတွေဘက်ကိုသွားတယ်အဲ့တော့သူတို့ကနိုင်မယ်ထင်ရင်သူတို့ပြေးစရာအကြောင်းမရှိဘူးသူတို့ရှုံးသွားပြီဆိုတာလက်ခံလို့ပြေးတာအများကြီးပဲချစ်သူဝေးတို့အမင်းမော်ကုန်းတို့ဗျာပြီးသွားပါလိမ့်မယ်ခင်ဗျားတို့သမိုင်းမှာခင်ဗျားတို့ဒါတွေထပ်တွေးရပါလိမ့်မယ်ကျွန်တော်တို့ကလည်းဒီလူတွေရဲ့သမိုင်းတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ရေးဦးမှာဘာကြောင့်ဆိုနောင်လာနောင်သားတွေသိဖို့ကျွန်တော်တို့ရေးဦးမှာအဲ့တော့ဗျာထားပါစို့ဒါတော့ကျွန်တော်တို့ဒီလူမင်းရဲ့ရုပ်သံပိုင်းတစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီလူတွေရဲ့ဒီအတိုင်းဝိုင်းရဲ့ဒီအုပ်စုတွေရဲ့ယုံကြည်မှုရက်တည်မှုဆိုတာဘာလဲဆိုတာပြတာအဲ့ဒါပဲ ကဲပြောခံလိုက်ရပြီเนาะဘယ်သူတွေလဲဆိုတော့သိကြမှာပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးရှင်းလင်းချက်မိတ်ချပါစေဘိုင်ဘိုင်